ကဲဒါကတော့ကျမရဲ့ရန်ကုန်နေပြည်တော်မန္တလေးခရီးသွားတဲ့ vlog လေးပေါ့နော်အဲ့ဒါဆိုရင်နေပြည်တော်ကဗတောက်ဆိုတဲ့ဆိုင်ပေါ့နော်သူ့စီရကြာစံချက်ကလေတော်တော်ကောင်းတာပါအဲ့ဆိုင်ကိုသွားလို့ရှိရင်ချွာတီရန်ကုန်ကနေသွားပြီဆိုရင်ညပိုင်းမဲ့ရောက်သွားပါပေါ့နော်ညပိုင်းရောက်တယ်ဆိုဘားလေးပဲထိုင်ပြတာအဲ့ဒီနေခင်းပိုင်းအစားတောက်တွေရတာမသိဘူးပေါ့နော်အခုဆိုလို့ရှိရင်လဲသွားတာနေပြီးတော့10ကောက်မကတော့ပါဘူးအများတန်းသွားနေရအဲ့ကြာစံချက်တွေနေခင်းစားတွေရောက်မှမသိခဲ့ဘူးအဲ့တော့အမှကြာစံချက်တောက်တယ်တော်တော်ကောင်းတာဒီလားအခုအတန်သွင်းနေနေတော့ထက်တောက်ချင်သွားတယ်အဲ့လောက်ထိတောင်ကောင်းနေကြိုက်တယ်ပေါ့နော်ပြီးလို့ရှိရင်နေကင်းကြောင်တောင်လေးကိုလက်ဖက်တုပ်လေးစားရဲပေါ့နော်လက်ဖက်တုပ်ကကြောက်လဲအဖိုးကြီးတုပ်သူတို့ကစေတနာတော့ပါတယ်အများအဲ့ဒီထည့်ပေးထားတဲ့တပွဲကိုလေအများကြီးပဲစားတာဟို2ယောက်3ယောက်ကိုအေးဆေးစားလို့ရတယ်အဲ့ဒါပြီးတော့ထမင်းစားဖို့ပေါ့နော်အဲ့ဒါငါတလောက်ချောကမာထားတယ်ငါပြီးရတော့ချောမကြိုက်ပါဘူးဒါကကြတော့ရှောက်တီးတုပ်ပေါ့နော်ရှောက်တီးတုပ်ဆိုလဲသူကငရုတ်သီးမှုန့်မထည့်ပဲနဲ့ငရုတ်သီးစိမ့်လေးနဲ့တုပ်ထားတာတော်တော်ကောင်းတယ်ဟိုချောရဲ့ပါဇက်နဲ့တော့တော်တော်အကြိုက်တွေ့ရပေါ့နော်ချောလောက်ကြီးများတဲ့သူဘယ်သူမှမရှိဘူးအဲ့ဒါတောင်မှတော်တော်အဆင်ပြေခဲ့တယ်နောက်တော့ပြင်းရင်လေဒီဇိုင်းလေးမှာအမြဲတမ်းစားပြတ်တော့မှာပေါ့နော်ချောကကြတော့တယူတမ်းပဲပြောရမလားဘယ်လိုပြောရမလဲတော့မသိပါဘူးဒီဇိုင်းကြိုက်တယ်ဆိုဒီဇိုင်းတခြားပေါ့နော်ကိုကြိုက်တဲ့အရာပဲမှားတယ်အဲ့လိုမျိုးမစားဘူးတဲ့အရာတွေပါဆိုလဲစမ်းစားတာတွေပါမလုပ်ဘူးပေါ့နော်ဒါဆိုရင်ဒါပဲကိုကြိုက်တဲ့အရာပဲစားတယ်ကိုကြိုက်တဲ့ဟာပဲတောက်တယ်ဖျဲသီးဆိုလို့ရှိရင်အရန်ကြိုက်ငငယ်လေးကကနေခုချိန်ကြီးကြိုက်နောက်တစ်ပွဲကတော့အချိုပွဲလေးပေါ့နော်ဒါဆိုရင်ချောတို့နေပြီးတော့မန်းလေးကိုထွက်နေတဲ့အချိန်ပေါ့အမှမိုင်းနေကြော်ပြီးတော့အဖမ်းခံလိုက်ရပါတယ်ပြီးတော့ကျမတို့ဆက်မောင်းပြီးတော့ရောက်ပြီပေါ့နော်မန်းလေးမြို့တွေကိုဝင်ပြီးအရင်တော့ဆိုလို့ရှိရင်ကိုယ့်ရဲ့မွေးရမြေရန်ကုန်မြို့ကိုပဲကြိုက်တာပေါ့နော်အရင်တစ်ခေါက်သွားတော့ကလည်းငယ်လင်းလောက်ပြီးသွားတော့လည်းမန်းလေးကိုမကြိုက်ဘူးအခုတစ်ခေါက်သွားတာမန်းလေးကတော့မပြန်လာချင်တော့မန်းလေးကိုအရန်သဘောကျပါတယ်ပေါ့နော်ညဘက်ရောက်တော့ဘာသွားဖြစ်တယ်ပေါ့နော်ဘာကြီးရကွယ်ကြီးမားတဲ့အကြီးမားမျက်လုံးတစုံပဲအကျယ်ကြီးပဲပြီးတော့လူတွေကလည်းအပြည့်ပေါ့နော်ပျော်စရာကြီးချောတို့ကတော့ဒီအရှိမမထိုင်ဖြစ်ဘူးအခန်းထဲမှာယူပြီးတော့ထိုင်မြစ်တဲ့စကားပြောတဲ့ဧည့်သည်တွေလည်းရှိနေတာဆိုတော့လေညဘက်ရောက်တော့ပြန်နေနောက်နေ့မနေ့ကျတော့အမှကြည့်ပါအောင်ခလေးလေးတွေလေကြောင်းတက်နေတာမြင်တာကိုပါငယ်တဲ့ဘဝပြန်ရောက်သွားတယ်လို့ခံစားရတယ်အဲ့ဒါဟိုတယ်ကနေပြီးတော့ဒီကြက်သားဒုတ်ထိုးဆိုင်ကိုရှာပြီးတော့သွားစားတာပေါ့နော်ကျမကလည်းရောက်တဲ့ရက်မှာဒုတ်ထိုးစားခြင်းနဲ့လူဆိုဒုတ်ထိုးဆိုင်ကိုရှာပြီးတော့သွားစားတယ်ပြီးတော့နောက်တစ်နေ့မှာဟိုလန်ကျအတုပ်ဆိုင်မှာပေါ့နော်အတုပ်တင်နှန်းသွားတတ်တယ်ဆိုရင်ပြန်မနဲ့ပေါ့နော် breakfast စားပြီးတော့ငှက်လေးတွေလွတ်တယ် breakfast စားတဲ့အချိန်ကလည်း7နာရီကျော်လို့12နာရီထိုးခန်းကြီးဖြစ်တယ်ပေါ့နော်နေလို့တိတ်မကောင်းချင်တာနဲ့အုံးရီလေးတောက်တယ်အုံးရီကတော့တစ်လုံး4000နဲ့ကျမရဲ့ကိစ္စကလေကျမမန်းလေးလည်းအခါပေါင်းများစွာရောက်တယ်နော်အဲ့ဒီကျုံးပေးတွေဘာတွေတခါမှတပုံမြိုက်ခဲ့ဘူးပြီးတော့စိန်ပလောင်မှာလက်ဖက်ဝင်ဝယ်တယ်ဝယ်ပြီးတော့ဒါဆိုရင်မင်္ဂလာဆိုင်မှာပေါ့နော်အဲ့ဒါနေ့လည်စားတာရန်ကုန်ပြန်မဲ့အချိန်ကိုလည်းကြည့်ပါအောင်အဲ့ထမင်းစားတဲ့အချိန်နဲ့3နာရီခွဲလောက်ဖြစ်နေပြီအမှစားတယ်ဟင်းလေးတွေကတော့ share ပဲပေါ့နော်ချောကြတော့တိုးစရာလေးတွေအဓိကစားတယ်အဲ့နေ့ကဟင်းအောင်ပစုံငဆုပ်လားမသိအဲ့ဒါလေးစားပြတာတိုးစရာတွေကလည်းစိတ်ကြိုက်ထက်တောင်းလို့ရတယ်ကျမလိုက်ပွဲပါယူပြီးတော့ထမင်းနဲ့အများကြီးစားလိုက်တယ်လူတော်တော်များများထမင်းနဲ့ဟင်းဆိုရင်ဟင်းစားများတယ်ပေါ့နော်ဟင်းစားတာကြီးတယ်ချောကကြတော့ထမင်းပိုစားတယ်ဟင်းကိုအဲ့လောက်မစားပြစ်ဘူးပေါ့နော်ဟင်းတစ်တုံးနှစ်တုံးနဲ့ဆိုလို့ရှိရင်လည်းစားတတ်တယ်ပေါ့ဟင်းนี่အများကြီးပုံပွားနေပြီးတော့အဲ့လိုမစားတတ်ဘူးထမင်းစားပြီးတော့ချောဖျားသွားတယ်ပွဲသွားပေးတယ်ပေါ့နော်အဋိဌံပွဲပေးပြီးတော့အဲ့ဒါဆိုရင်ပြန်နေပြီပြန်တဲ့အချိန်ကိုလည်းကြည့်ပါအောင်6နာရီကျော်နေပြီညနေဆောင်ကြီးမှောင်တော့မယ်ခဏလည်းနေရောအမှမှောင်အောင်ပြီးတော့လေပျော်စရာကောင်းတဲ့တစ်ခုကတနင်္ဂနွေနေ့ပြန်လာလို့လားမသိဘူးပေါ့နော်တလန်းလုံးမှာကားတွေပဲတည်လားလိုင်းကားတွေအကုန်လုံးခရီးသွားတဲ့ဧည့်သည်တွေပေါ့နော်တလန်းလုံးမှာတွေ့လာတဲ့ပုံထဲမှာပဲကြည့်ပျော်စရာကြီးအဲ့နဲ့ကျမတို့ကားခဏသွားသွင်းနေတဲ့အချိန်မှာအိတ်ခွေးလေးရလေကျမနောက်လျှောက်လိုက်ပြီးတော့ကျမကိုပုတ်ခိုင်းနေကျမမုတ်ကြွေးတော့လဲသူမစားဘူးသွင်းနေတဲ့အချိန်မှာလဲရုပ်ရှင်ကြည့်လိုက်ဖုန်းကြည့်လိုက်ပေါ့ရှင်အဲ့ဒါနဲ့ကျမတို့ပြန်လာပြီရန်ကုန်အဝင်မှာလဲကြည့်ပါအောင်ကားတွေကိုအပြည့်တလန်းလုံးလဲကားတွေအပြည့်ပျော်စရာကြီး